ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အနေနဲ့ဗုဒ္ဓဘုမကျော်နော်ဗုဒ္ဓဘုမကျော်3ရက်ပေါ့ဗျာ3ရက်မကျော်ဘူးဒါမဲ့တင်းလာအင်္ဂါကြလို့ရှိရင်ကျွန်တော်တို့3ရက်နဲ့စပြီးတော့3ရက်4ရက်5ရက်ကိုမွေးထိုးရမယ်ဒုတိယကဏ္ဍလေးကိုကျွန်တော်ပြီးသွားမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေကအဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုတေချာလေးကြည့်ပြီးပါနော်ကျွန်တော်လေးထမင်းအောင်စားတယ်လောကပြန်လာတာကဲအဲ့ဒါထမင်းစားရင်လည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပြောပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေကိုထမင်းလေးစားရင်ကျွန်တော်အနေနဲ့ဒါဆိုရင်တပတ်စာဒုတိယကဏ္ဍလေးပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကတည်တည်ချာချာလေးကြည့်ပြီးတော့တပတ်စာဒုတိယကဏ္ဍလေးကိုကဲယူသုံးလို့ရပါပြီပေါ့ဗျာအဲ့ဒါကျွန်တော်ရဲ့ channel ထဲမှာကျွန်တော်ရဲ့မိတ်ဆွေတွေကနော်ပြီးခဲ့တဲ့ဘက်ကနှုတ်ရကြရတော့ကျွန်တော်ပြောစကားမိတ်ဆွေတွေကနားထောင်ပြီးဗျာဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတွေကကိုလုံးချင်အောင်ဆွလုပ်တယ်နှလုံးတည်ဆိုတာကိုကတရားမတာထိုးလို့မရတာတော့အမှန်ကန်ပဲဒါနော်ဒီမှာကျွန်တော်ပေးနေတာပုံမှန်ပေးနေတာဗျာကိုမကိုဒါတိချာလေးကိုဗီဒီယိုလေးကိုကြည့်ပြီးကျွန်တော်ဒီမှာစာလေးနဲ့ဒီတစ်ခါတော့ထိုးပြမယ်ဗျာသိတာဘာကနန်းထိုးရမယ်ဘာကနန်းထိုးရမယ်ဆိုတော့စာလေးနဲ့ကျွန်တော်ဒီမှာမိတ်ဆွေတို့နော်ပြပါမယ်ဟလားထမင်းစားကြပါအောင်တော့ဗျာကျွန်တော်ထမင်းစားတော့ကျွန်တော်ဒီကဗီဒီယိုလေးရပ်ပြီးမှပဲခေါ်ရတဲ့ချိန်ရောက်သွားပါတယ်ပေါ့နော်မင်းကစားလို့ကောင်းတယ်ဗျာငပိရယ်ကစုံရွရယ်အမဲသားဟင်းရယ်ဒင်းင်းသီးတို့စရာလေးပေါ့နော်ဒင်းင်းသီးလေးကိုကျွန်တော်မီးဖုတ်ပြီးတော့ဒင်းင်းတို့ကြတယ်အဆင်ပြေပါတယ်သမင်းစားတာဒါကောင်းတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေကပြီးခဲ့တဲ့ဘက်တော့ဆိုရှင်နောက်ပိတ်ဆုံးရက်မှာဆိုမနက်ကောညအောင်နော်ရခဲ့တာမနက်ကောညအောင်ရခဲ့တာဖြစ်ပါတယ်ကျွန်တော်လည်းဝမ်းသာပါတယ်နော်ကျွန်တော်မိတ်ဆွေတွေအဲ့ဒီလိုမျိုးနတ်ကောညအောင်ဇက်တိုက်ပေါက်သွားတော့ကျွန်တော်လည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုစေနာပြည့်နဲ့တင်ပေးနေအတွက်ကြောင့်နော်ပေါက်စီခြင်းပါတယ်အားလုံးကဲအဲ့ဒါဆိုရှင်ကျွန်တော်ဒီတစ်ပတ်စာကိုကနန်းထိုးရင်ကောင်းမလဲဆိုတာလေးကိုကျွန်တော်ချက်ကြည့်လိုက်မယ်နော်တခါတည်းကျွန်တော်မိတ်ဆွေများကိုကနန်းလေးပါချပြပေးသွားမယ်မိတ်ဆွေတို့ကဒီတစ်ခါတော့အပြောလေးရောကနန်းလေးကိုကြည့်သွားမှာဖြစ်ပါတယ်နော်တချို့ကြတော့ဘယ်လိုပြောရမလဲတချို့ကြတော့မသိကြဘူးလေပါဇက်ကပဲပြောတော့သူနားမလဲအဲ့လိုကနန်းချပြမှနားလဲမှာကျွန်တော်ဒီမှာလဲလာတောင်းတယ်အများကြီးပါပဲသူတို့နားမလဲလို့ပါဇက်နဲ့ပြောတော့သူနားမလဲအဲ့တော့ကျွန်တော်ကစာလေးပါရေးပြီးတော့ကျွန်တော်ချပြီးသွားတော့မှာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ဒီလိုပုံစံမျိုးလေးနဲ့ပဲဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးသွားတော့ပါမယ်နော်အဆင်ပြေအောင်လုပ်ဖို့နော်ကျွန်တော်တို့တပတ်စာက3ရက်နေ့ကတော့စပြီးတော့နော်ကျွန်တော်ပြမယ်3ရက်နေ့စပြီးတော့ကျွန်တော်ရရှိလို့ထားတယ်အဲ့တော့ကျွန်တော်တို့ဒုတိယကစားရင်အမှားမှန်တော့ရှိပါတယ်နော်ဦးနေမှရင်အမှားမှန်ရှိတယ်အမှားမှန်ကိုမိတ်ဆွေတွေကလက်ခံပေးပါနော်လက်ခံပေးမှသာလည်းကျွန်တော်အနေနဲ့အများရန်တာပုံမှန်တင်ပြီးတော့ရမှာနော်အမှားနေပြီးတော့အမှန်များအောင်လို့ကျွန်တော်အနေနဲ့စေတနာလေးနဲ့စေတနာပြည့်နေပေါ့နော်တင်ပြီးနေပါရပေါ့နော်ကျွန်တော်မိတ်ဆွေတို့စေတနာပြည့်နဲ့တင်ပြီးပါမြင်ပြီးတာပေါ့နော်အဲ့တော့စက်လပိုင်း3ရက်နေ့ကလည်းစပြီးတော့9ရက်နေ့ထိကိုမွေးထိုးရမယ်ခဏလေးကိုကျွန်တော်ပြေးပါမယ်နော်ဟုတ်ပြီအဲ့တော့ဒီဗုဒ္ဓဘူးကို3ရက်မကျော်မွေးလိမ့်နော်တင်းင်းလာဗုဒ္ဓဘူးကိုနော်အဲ့ဒီ3ရက်ကိုတကယ်ချင်းတို့ကမကျော်မွေးရမှာဖြစ်ပါတယ်အဲ့တော့မွေးကနန်းလေးကဘာကနန်းလေးဖြစ်မယ်ပေါ့နော်ကဲတစ်ချက်ကြည့်ကြည့်မယ်ကျွန်တော်မိတ်ဆွေနဲ့အတူတူပေါ့နော်ဘုဒ္ဓဘူးမကျော်တဲ့5ပဋိနော်ပဋိနဲ့ကတော့5ပေါ့ဗျာပဋိနဲ့ကတော့5ပဋိဖြစ်ပါတယ်အဲ့တော့5ပဋိကထိုးရင်ကောင်းမလဲဆိုတော့ညုံနော်
ဖြည်းဖြည်းသွားပြီးမယ်ဖြည်းသွားပြီးမှတကယ်ချင်းတို့ကစာလေးပါကျွန်တော်ရေးပေးထားတယ်နော်ဖြည်းသွားမှာနော်ပရိတ်နဲ့ငါတော့ဒီ main တင်ထိုးလေးကဘုဒ္ဓဘူးမကျော်3ရက်စာ main တင်ထိုးလေး3ပရိတ်3ည3ရက်1နှစ်ရက်4 9ရက်5 8 9 6ရက်ကိုကျွန်တော်တို့ဒါတော့3ပရိတ်နော်3ပရိတ်ပြီးလို့ရှိရင်ကျွန်တော်5ပရိတ်ပြပြီးပေါ့နော်ကဲကြည့်လိုက်ပါနော်သေချာလေးမှတ်ထားပါနော်ကျွန်တော် miss ယူ main တင်ထိုး3ပရိတ်နော် main တင်ထိုးရမှာ3ပရိတ်ဖြစ်တယ်အဲ့တော့ဘုဒ္ဓဘူး3ရက်မကျော်ဘူးမွေး5ပရိတ်နော်အရန်မွေးရမှာနော်3ည5ရက်1 4ရက်2 3ရက်6 9ရက်9 8ဟုတ်ပြီနော်ဒီမစားတာအကုန်နှင်းနေရတယ်ဘာမှမရှိတော့ဘူးကြောက်လို့ကြိတ်လိုက်ရအကုန်ပဲမင်းနေကြတာဒါလေးတင်သွားဘာမှမရှိတော့ဘူးကဲအဲ့တော့သမင်းနဲ့စားလို့ပြီးသွားပြီကနန်းနဲ့ပြီးလို့ပြီးသွားပြီ3ရက်စာနော်ဟိုပေးပါတယ်3ရက်စာကိုကျွန်တော်ရဲ့မစ်ဆွေလေးခုဆိုရရှိလို့သွားပြီဖြစ်ပါတယ်ပေါ့နော်